ညာလေးနေလို့ဘာဖြစ်နေရတော့လို့ပြောပြီးမယ်လို့အဲ့လက်ကိုချက်တော့လေအိန္ဒိယရောက်နေလို့ဟာကိုယူကြည့်လိုက်ဆိုညာလေးနေလို့လုတ်ပြနေရတော့စမြဲရှိကိုကြီးကိုကြီးပြောတဲ့စကားတွေကိုလေညီမလေးနားထောင်နေလိုက်နားထောင်နေတာဗောကိုရဲ့တကယ်တော့စမြဲနေဦးငါပြောအောင်မယ်လို့ကောင်းပါဆိုရင်ရှင်ရတဲ့ဘာညာလာမယ်ဟုတ်လားကျွန်တော်တကယ်တော့လေစုမြဟာဒီကိုရဲ့ခေါင်းကစပီးပေါ်ပါဟုတ်လားတပီးပေါ်ပါလေခေါင်းကစပီးရင်ကအသက်ထုံနေရလားလေကိုရဲ့ဘကိုကိုအဲ့လိုပြောရင်မန်ပါပါအဲ့လိုတိတ်စပတိုင်းမကျင်းနေတာတော်ပြီအာဟေးတော်ပြီရှင်နေအသေးဟိုးကောင်းရင်ကောင်းပြီကောင်းပြီဘောထိုးလာဘောကိုကိုအဲ့လိုသွားတာကွာအတူကြီးကိုလူကျင်နေဆိုရင်ကိုကလေမင်းကိုယူပေးခြင်းနဲ့စုမြက်လေးရဲ့ကိုဘာတကားပြောနေလေချို့ကောင်းနေအဲ့ဘာဖြစ်လဲကိုပြောရဲပြောနေတာဆိုဘာလို့ခိုင်းတော့စုမြက်ကိုကြီးညာလေးနဲ့ပြောရတာလေဘယ်လိုပြောရမလဲဆိုတော့လေကိုနည်းနည်းလေးမောလာ green လေးချင်လာတာပေါ့နော်စေးလိတ်လေးအစလိအေးဝိုင်းပါစေးလိတ်လေးအစလိတောက်ချင်တာတောက်ချင်တာပါညီမလေးယူပေးရမှာလားအေးပေါ့ဆိုရယ်ကိုကြီးပဲယူပေးမှာပေါ့ဆိုတော့ကြပြလာဗောကိုကြီးရဲ့စလိတ်တောက်ဖို့ယူပေးပါနော်ဟာစလိတ်ဒီစလိတ်ကိုစလိတ်တောက်လာလေကိုဒီလိုအမှန်အိုင်နေလောက်တာပါကိုညီမလေးဝင်လိုက်ဆောင်နော်မင်းငါမမြင်ရဘူးလေတော့ဟုတ်ကဲ့ဒါလေးပဲလုံးပေါ့ညကိုရဒါဆိုရရမလားကိုကြီးကျတော့ညာလေးရရကိုကြီးโอเคပါโอเคဟဲ့ပြောင်းပြန်ရင်ကိုကြီးသိတယ်လေကိုကြီးအဲ့ဖုန်းနေရှိရင်ကိုကြီးမတောက်တတ်တော့ဘူးအဲ့ကြောင့်အဲ့ဒါဖုန်းနေပြောင်းသွားပြီโอเคတောက်လိုက်မယ်ရှားရှိတော့ထည့်လိုက်ပါတော့လားကိုကြီးဘယ်သူပြောနေလဲကိုသတိပေးနေရလေကိုစိတ်နဲ့လူနဲ့မကဘူးနော်ကိုစိတ်နဲ့လူနဲ့မကတာမဟုတ်စိတ်နဲ့လက်နဲ့ကိုကြီးမကိုက်ဒီမှာရောဒီဘက်မှာလို့ကိုမတော့မတည့်ဘူးလားရဟဲ့โอเคချလိုက်ရအောင်တော့တူတောက်နေတယ်ကိုဘာဖြစ်နေလဲကိုရတလိုက်တော့ဂတ်တွေကိုတီအောင်လုပ်ပြီးတော့အဲ့လိုကိုကြီးမျက်နှာတော့လိုက်ဝိုက်ပလိုက်တာကွာဆော့လာလားချလိုက်ရအောင်တော်ပြီစလိပ်ပြရင်အပြင်မှာထားတဲ့ခါကျရင်လေပတ်ဝန်းကျင်ကိုဒုက္ခပေးမှဆိုလို့ဆိုပြီးကိုရကိုအိတ်တဲ့ကိုနှမျောလို့ပြန်ချွေထည့်တာအဲ့ဒါကိုယူပေးပါဗောကိုကြီးမဟုတ်ဒီဘပေါက်ကဒီမှာလို့ဘယ်လိုပြောနေရလဲတတိပေးရိုက်တော့မတော့တော့မတော့တော့လည်းပြောသေးတယ်အဲ့တော့တခါကြီးစိတ်နဲ့လက်နဲ့မကိုက်ဘူးရနေတော့လေဘယ်လိုစိတ်နဲ့လက်နဲ့လဲလူနဲ့မဟုတ်ဘူးလားโอเคရိုက်တာတောင်းမယ်တောင်းကိုရတောင်းဟေးတောင်းမယ်ကိုဟုတ်တယ်ခဏတောက်တော့အဲ့ဒါကွာနှုတ်လိုက်တာအဲ့လိုစိတ်တက်ရှိအောင်လုပ်လိုက်တာမကြည့်လေတိမ့်လိုက်အောင်အေးတဲ့ထိုင်လိုက်တိမ့်မှာမဟုတ်တာမတဲ့ကွာအဲ့ခါတော့နှုတ်လိုက်တာဝေးဒီကောင်းနေလားဆူရကိုလေတောက်လေတစ်ခွက်လောက်ခပ်ပြီးသားမှာကိုမပြောတာမောတော့ဒီဖြစ်နေရတော့ဒါဒီမင်းမျက်နှာကမမြင်ရဘူးမမြင်ရင်မှန်းလို့တာပဲ